င်္ဂလာပါအလုံးကိုစနစ်ပြချမ်းမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးမိမိကိုယ်ကိုပြန်လဲဆောက်တည်ပါဆိုတဲ့ကောင်းစဉ်နဲ့ဟောပါမယ်လူသားဆိုတော့ဘုန်းကြီးတို့တွေလူသားတွေကြုံရမယ့်အရာတွေကိုတော့ရှောင်လို့မရပြန်နဲ့ကြုံကြတာပဲအဲ့တော့ပြဿနာတွေနဲ့ကြုံနေတဲ့အချိန်အခက်အခဲတွေနဲ့ကြုံနေတဲ့အချိန်ဆိုစိတ်ကမတည်ငြိမ်တော့စိတ်တွေရောက်ရက်ခတ်ပြီးတော့ပြန့်နှံ့ဒီလိုပြန့်နှံ့နေပြီးတော့ကိုပြန်တီဆောက်လို့မရဘဲနဲ့ဆိုရင်ပြီးရင်ဆိုရင်အစိုးအကြောင်းကိုတွေးပြီးရင်တွေးပိုပြီးတော့ပဲဆိုလာတယ်ခဏမငြိမ်တဲ့စိတ်နဲ့ပူလောင်နေတယ်အဲ့တော့ကိုဘာလုပ်တင်လဲဆိုတော့လောလောဆယ်အဲ့လိုတွေးနေတာကိုရပ်ပလိုက်ပြီးတော့ဝင်လေထွက်လေလေးကိုအနည်းဆုံး50ချိန်လောက်လေ့ကျင့်ခန်းလေးလုပ်ပေးလိုက်တခုခုကိုကြုံတိုင်းပြဿနာရဲ့လို့ခံစားမိတိုင်းအဲ့ဝင်လေထွက်လေလေးကိုတရားမှတ်တယ်လို့မျိုးမဟုတ်တောင်မှဝင်လေထွက်လေနဲ့10ချိန်လောက်လုပ်လိုက်လို့ရှိရင်တည်ငြိမ်သွားတယ်ဒီတော့ပို့လုံနိုင်ရင်တော့7မိနစ်လောက်လုပ်လိုက်ပေါ့အဲ့လိုမျိုးဆိုတဲ့အခါကျတော့တည်ငြိမ်တဲ့စိတ်ကိုပြန်ရသွားတယ်ကိုလည်းပြန်ပြီးတော့ပြန်ဆောက်တည်လို့ရသွားတယ်မဟုတ်ရင်ဆောက်တည်လို့မရဆောက်တည်ရမရခဏမငြိမ်ဆုံးဖြတ်ချက်အမားတွေလုပ်အမားတွေပြောဖြစ်ပြီးတော့အဲ့ဒါတွေကကိုယ်ကိုနောက်ထပ်ပြဿနာတွေထပ်ပြီးတော့ပေးစေတယ်ကိုယ့်ဘဝတွေကိုအမားတွေလုံးမိတဲ့အတွက်ကြောင့်အဆိုးပြီးရင်အဆိုးတွေကြီးပဲထပ်ပြီးတော့ဝင်လာတတ်တယ်ဒါကြောင့်မလို့တိတ်ပူလောင်လာပြီဆိုခဏရက်ပြီးတော့ဝင်လေထွက်လေလေးရှူသွင်းရှူထုတ်ကလေးလှုပ်လိုက်ခဏစိတ်ကိုငြိမ်သွားအောင်ထားလိုက်ငြိမ်သွားပြီးတော့မှဆုံးဖြတ်เสียရှိတာကိုဆုံးဖြတ်ပြောเสียရှိတာကိုပြောလှုပ်เสียရှိတာကိုလှုပ်ခဏမငြိမ်တဲ့စိတ်နဲ့တော့ဘာကိုမှအမှန်တိုင်းမြင်မှာမဟုတ်ဘူးတည်ငြိမ်ပြီးတော့အေးတဲ့စိတ်နဲ့မှပြဿနာကိုလည်းမြင်နိုင်မယ်အဲ့ပြဿနာရဲ့အခြေအနေကိုလည်းအကောင်းအမှန်တိုင်းမြင်နိုင်မယ်ပြီးလို့ရှိရင်သူ့အတွက်ဖြည့်ရှင်းစရာနီလန်းကိုလည်းရှာတွေ့သွားနိုင်တယ်ရောက်ရက်ခတ်နေတဲ့စိတ်နဲ့တော့ဖြည့်ရှင်းစရာနီလန်းကိုရှာမတွေ့တတ်ကြအောင်အမားတွေပဲရှာတွေ့တတ်ကြအဲ့တော့တည်ငြိမ်အောင်ကြိုးစားကိုပြန်တည်ငြိမ်အောင်ဆောက်တည်လောကကြီးမှာကိုသွားနေတဲ့ခရီးရရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုခဏမငြိမ်လေးနဲ့သွားနေလို့မရအောင်ဘာကိုပဲကြုံကျင်တာကြုံပါစေတော့ဘလို့ပဲလာအခုဘာတွေပဲကြုံနေအဲ့အကြောင်းကိုစဉ်းစားမနေနဲ့ပူလောင်တာပဲအဖတ်တင်အဲ့လိုပူလောင်မဲ့အစားဘာလုပ်မလဲဆိုတော့တရားနှလုံးသွင်းတာတော့ဘာတော့ဘုန်းကြီးအမြဲပြောတဲ့အတိုင်းပဲကိုအခုဘာလုပ်နိုင်လဲဆိုတဲ့အလုပ်တစ်ခုကိုပဲလုပ်ရတယ်အရေးကြီးဆုံးအလုပ်ကဲအလုံးနိုင်ဆုံးအလုပ်ကဲဒီဥစ္စာကိုပဲလုပ်ရမှာကိုမလုံးနိုင်တဲ့အကြောင်းတွေကိုရှောက်ပြီးတော့တွေးပြီးတော့အပူလောင်မခံနဲ့မလုံနိုင်တဲ့ကိစ္စကလုံးမလုံနိုင်တာပဲတွေးနေတော့လေပူလောင်လာတာပဲအဖတ်တင်လာအဲ့တော့အခုလောလောဆယ်ဘယ်သူမှမရှိတော့ဘူးဆိုလဲရှိတဲ့သူနဲ့ပဲလုံရမှာပဲလေမရှိတော့တဲ့သူကိုပြန်လာပါလို့ပြောလို့မရတဲ့အခြေအနေမျိုးတွေရှိတယ်မရှိတော့တဲ့အရာတွေကိုလည်းပျက်စီးသွားတဲ့အရာမျိုးပေါ့ဒါကြီးပြန်ကောင်းပါစေလို့ပြောလို့မရတဲ့ဟာမျိုးတွေရှိတော့ရှိတာနဲ့ပဲဆက်ပြီးတော့အဆင်ပြေအောင်သွားရမှာပဲအဲ့ဒီစိတ်နဲ့မှဆက်လျှောက်လို့ရတာမဟုတ်ရင်လျှောက်လို့မရကြဘူးလောင်နေမှာပဲအလောင်းမခံနဲ့အဲ့လောင်နေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဉာဏ်တွေပါပိတ်သွားတယ်အဲ့တော့ကိုယ်ဉာဏ်လည်းပွင့်နေစေအောင်လို့စိတ်ကိုဘလို့ဖြစ်နေအဲ့ဒီဝင်သက်ထွက်သက်လေးရှူသွင်းရှူထုတ်ကလေးပုံမှန်လေးလုပ်ပြီးတော့ချက်ချင်းငြိမ်အောင်ပြန်လုပ်လိုက်အဲ့တော့ကိုယ်မှာဘာရှိသလဲကိုယ့်အခြေအနေကဘယ်လိုအခြေအနေမှလဲလို့မြင်သွားလိုက်မယ်ကိုယ့်အခြေအနေကကောင်းကျင်မှတော့ကောင်းလိမ့်မယ်ဒါပေမဲ့မကောင်းလို့ဆိုပြီးတော့သွားပြီးစိုးရိမ်မနေနဲ့မကောင်းလို့ဆိုပြီးတော့လဲပူလောင်မနေနဲ့ပူလောင်စရာဘာမှမရှိဘူးဒါပဲဒီအနေထားပဲကို့မှာ200ရှိရင်200ပဲကို့မှာ1000ရှိရင်1000ပဲဒါပဲအဲ့ရှိတဲ့ဥစ္စာနဲ့ပဲဆက်ပြီးတော့စဉ်းစားမှာကိုဘာလုပ်နိုင်လဲဆိုတဲ့သဘောအဲ့တော့ကို့မှာဘာအရေးချင်းရှိတယ်လဲဆိုတဲ့သဘောရှိတာနဲ့ပဲလုပ်မှာပေါ့အဲ့လိုမျိုးဆိုတော့ကို့မှာပြန်ပြီးတော့ကိုဘဝကိုတည်ငြိမ်စွာဆက်ပြီးရင်ဆိုင်နိုင်စွမ်းအစွမ်းအားတွေပြန်ရလာဘဝဆိုတာအဲ့ဒါပါပဲဒါကြောင့်အားလည်းလျှော့စရာမလိုသလိုစိတ်လည်းပြက်စရာမလိုရောက်တဲ့နေရာကနေဆက်လျှောက်မှာပဲအဲ့တော့အားလုံးသောတရားနာပရိသတ်အားလုံးကိုယ်စနစ်ပြချမ်းမှာချမ်းသာကြပြီးတော့မိမိရဲ့ဘဝအခက်အခဲတွေဘလို့ပင်ကြုံပါစေမလျှော့သောဆွဲမကြောက်သောစိတ်ရဲရင်သောစိတ်ဓာတ်တွေနဲ့ပြတ်သားဆုံးဖြတ်ပြီးပြတ်သားရင်ဆိုင်ကြကအောင်မြင်မှုပန်းတဲ့စီရောက်နိုင်ကြပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ